ကဲအားလုံးပဲမင်္ဂလာပါနောက်ဆုံးရဘောလုံးသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ပွဲစုံရဲ့ Facebook နဲ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့အတွက်စိတ်ဝင်စားစရာကောင်းတဲ့နောက်ဆုံးရအပြောင်းအရွှေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့အတွက်သတင်းတွေထဲမှာတိုက်စစ်မှုနှစ်ယောက်ကြားဖျားများနေတဲ့အာဆင်နယ်အသင်းကြောင်းသုံးသပ်သွားမှာပဲဖြစ်ပါတယ်အာဆင်နယ်ကတော့အခုလောလောဆယ် RB Leipzig ရဲ့တိုက်စစ်မှု Benjamin Sesko အတွက်ကြိုးပမ်းနေ Sporting ရဲ့တိုက်စစ်မှု Victor Gyokeres ကလည်း United ကို Champions League Football မှာကစားရခြင်းကြောင့် United တဲ့ Arsenal ကိုပုံမပြောင်းရွှေ့လိုရဆိုပြီးသတင်းတွေထွက်လာပါတယ်ဆိုတော့ Arsenal ကအခုချိန်မှာသူတို့ရဲ့ Bamberg United ထက် Victor Gyokeres ကိုခေါ်ယူဖို့အခွင့်အရေးပိုးတာလာပါတယ်အာဆင်နယ်ရဲ့အားကစားဒါရိုက်တာတဲ့ Andrea Barta ကတော့အခုထွက်လာတဲ့သတင်းတွေထဲမှာဒီတိုက်စစ်မှုနှစ်ယောက်လုံးကိုခေါ်သားမှာမဟုတ်ပဲနှစ်ယောက်ထဲကတစ်ယောက်ကိုတော့အရခေါ်ယူသွားနိုင်တယ်လို့တော့သိရတယ်ဗျဒါပေမဲ့အာဆင်နယ်တင်းရဲ့ကစားပုံဒီနှစ်ပိုင်းနဲ့ပြောင်းလဲလာမှုကြောင့် Mikel Arteta အနေနဲ့ scale ပိုင်းကောင်းတဲ့ Gyokeres ကိုရွေးချယ်မလားအမြင်ဘောနဲ့ခေါင်းတိုက်ဘောတွေကိုပုံမကျွမ်းကျင်တဲ့ Sesko ကိုဦးစားပေးရွေးချယ်မလားဆိုတာစောင့်ကြည့်သွားမှာပဲဖြစ်တယ်ဗျဒါပေမဲ့လည်းနောက်ဆုံး report တွေထဲမှာ Victor Gyokeres ကသူ့ရဲ့ပြောင်းရွှေ့ခြင်းနဲ့လောက်ခလာစာအဆမတန်တောင်းဆိုမှုတွေကြောင့်နောက်ထပ် option တစ်ခုအနေနဲ့ Aston Villa တိုက်စစ်မှု Oli Watkins ကိုလည်းတစ်စိတ်တစ်ပိုင်းအနေနဲ့ထည့်သွင်းစဉ်းစားနေတယ်လို့သိရတယ်ဗျကဲဒီလိုဆိုတော့ပိုပြီးစိတ်ဝင်စားစရာကောင်းလာတဲ့ Arsenal Benjamin Sesko နဲ့ Victor Gyokeres ရဲ့သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကိုဆွေးနွေးပြသကြပါအောင်ဗျဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ